ဝက်သားကုန်းမောင်ကြီးကျော်ဘယ်လိုချက်စားမလဲဆိုတာကိုချက်ပြဖို့အတွက်ပြင်ဆင်ထားတာပါဒါကတော့ဝက်သားလုတ်ပေါ့နော်မီလုတ်တစ်လုံးပေါ့နော်ဝက်သားပေါင်သားလုံးတစ်လုံးပေါ့နော်အဲ့ဒါကိုအတုံးလေးပေါ့နော်အရွယ်စားလေးလက်မဝက်ပေါ့နော်လက်မဝက်တတာလေးတုံးထားမယ်ဒါကတော့ကြက်သွန်နီရယ်ခရမ်းကျင်သီးလေးတွေတုံးထားတာရယ်ကဲရော့ရယ်ကြက်သွန်မိတ်ရယ်ဒါကိုပြင်ဆင်ထားမယ်ပြီးရင်တော့ကြက်သွန်ဖြူတပြားရိုက်ရယ်ဂျင်းတုံးလေးစိတ်ထားတာရယ်ဂျင်းတုံးလေးရယ်ပါမယ်ဒါကတော့မြို့တီပွားတည်တည်လေးပေါ့နော်6လုံး9လုံးပါမယ်တော့ဒီကုန်းမောင်ကြီးပေါ့နော်အသားလုံးကုန်းမောင်ကြီးကိုကြော်ဖို့အတွက်အကြော်ခံမုတ်ယူရီးယားလာတာပေါ့နော်ထိုင်းထုတ်တဲ့အကြော်ခံမုတ်ကိုသုံးမယ်ပြီးရင်ဘဲငံပြားကြီးအကျဲပါမယ်ဖြစ်ဖို့ပေါ့နော်ငရုတ်ကောင် ABC ဆွိုင်းဆော့ပါမယ်ခနောကြက်သားမုတ်ပါမယ်တကြားပါမယ်ဒါဆိုရင်ဝက်သားကိုဒီလောက်အရွယ်စားပေါ့နော်တုံထားပြီးပါဝက်သားလေးတွေကိုဒီလောက်အရွယ်စားတုံပြီးသွားပြီဆိုရင်တော့အခုနကဂျင်းတုံကိုပေါ့နော်ဂျင်းတုံလေးကိုထောင်းပြီးတော့ဒီဝက်သားပေါ်မှာအရင်ညှစ်ထားလိုက်ပါနော်ဂျင်းရညှစ်ပြီးသွားရင်တော့ဂျင်းကြီးညှစ်ပြီးသွားပြီဆိုရင်သူ့ထဲကိုခနောကြက်သားမုတ်တစုံထည့်မယ်ပြီးရင်တော့ဆွိုင်းဆော့အကျဲပေါ့နော်ဆွိုင်းဆော့အကျဲလေးနည်းနည်းထည့်မယ်စားမထည့်ဘူးเนาะစားထည့်ရင်အငံတက်ကအရန်ကိုစူးသွားပြီးတော့ဒီအသားထဲမှာအချိုဓာတ်မရှိတော့ဘူးဖြစ်သွားမယ်เนาะဒါဘဲငံပြားကြီးကတစွန်းစာလောက်ပါပဲပြီးရင်တော့တကြားလေးပေါ့เนาะကြားကတော့တစွန်းလောက်ထည့်မယ်เนาะပြီးရင်ငရုတ်ကောင်းမှုပေါ့နော်ငရုတ်ကောင်းမှုကိုထည့်လိုက်မယ်နော်ငရုတ်ကောင်းမှုဒီလောက်နေထားထည့်ပြီးပြီဆိုရင်အခုနကအကြော်ခံမှုလို့ပြောထားတဲ့အထုပ်ပေါ့နော်ဒါကတော့ကျမတည်တံဘူးထဲမှာထည့်ထားတဲ့အကြော်ခံမှုဖြစ်တဲ့အတွက်ကြောင့်အကြော်ခံမှုကိုတင်တော်တဲ့လောက်ပေါ့နော်ထည့်ထားပြီးတော့ဒါကိုဒီအသားကိုပေါ့နော်နိုင်ဝဲ45မိနစ်လောက်နှဲ့ပြီးတော့နှက်ထားပေးလိုက်ပါနော်ဒါကတော့ခုနကဝက်သားကိုကော်မုတ်တို့နဲ့soy sauce sugar and ခနောကြက်သားမုံတို့နဲ့ရောနေထားတာပါဒါကို plastic လေးနဲ့အုပ်ပြီးတော့ရေခဲတိတာထဲမှာပေါ့နော်နိုင်ဝက်45မိနစ်လောက်တင်ထားပြီးပါနှက်ထားပြီးပါနော်စားခါနီးမှာကြော်မှာဖြစ်ပါတယ်ဝက်သားကုန်းပေါင်ကြီးကြော်ဆိုတာကတော့အခုပူပူလေးကြော်ပူပူလေးစားမှစားလို့ရတာရှိတဲ့ဟင်းမျိုးပါဒါဆိုရင်ရေခဲတိတာထဲမှာနှက်ထားလိုက်ပါနော်ကုန်းပေါင်ကြီးကြော်ဖို့အတွက်ဝက်သားလုံးလေးကိုပေါ့နော် deep fry ပေါ့နော်စီလေးနည်းနည်းများထည့်ပြီးတော့ကြော်ပေးပါဒါကတော့အခုနကနိုင်ဝဲပေါ့နော်45မိနစ်လောက်နေထားတဲ့ဝက်သားလုံးလေးတွေပါဝ
ဝက်သားလေးတွေကိုတလုံးပေါ့နော်ချာလေးကြော်ထားပေးပါအရန်ပူကနေမယ်ဆိုရင်တော့ကြည့်ရတာအဆင်မပြေဘူးပေါ့နော်ဝက်သားတလုံးလေးစီဖြစ်စီဘူးပေါ့နော်ဒီလိုမျိုးအဝါရောင်တန်းလာပြီးတော့ကျွတ်လေးဖြစ်လာပြီးဆိုရင်တော့စကားလေးခံပြီးတော့စကန်တစ်ချက်ပုံမှာပေါ့နော်စကားလေးခံပြီးတော့ဆေးထားလိုက်ပါနော်ပြီးရင်တော့ဥနီကိုကြော်ထားမယ်နော်ဒါကတော့ကုန်းပုံကြီးကြော်ကိုပြန်ပြီးတော့ကြော်ဖို့အတွက်စီပေါ့နော်ဒီလောက်အနေထားလေးနဲ့ထည့်ထားမယ်ပြီးရင်တော့စက်သွန်နေဥပေါ့နော်စက်သွန်တွေကိုအရင်ကြော်လိုက်မယ်နော်စက်သွန်นี้အရောင်နည်းနည်းရဲလဲလာပြီးဆိုရင်တော့စက်သွန်ဖြူထည့်လိုက်မယ်ပြီးရင်တော့ဂျင်းပေါ့နော်ဂျင်းထည့်လိုက်မယ်စက်သွန်ဖြူနဲ့စက်သွန်နီပေါ့နော်ဂျင်းတွေအနှံ့နေမွေးတက်လာပြီးဆိုရင်တော့ ABC soy sauce အပြစ်ကိုဒီလောက်နေထားပေါ့နော်2စွန်းစာလောက်ထည့်မယ်ပြီးရင်
နည်းနည်းလေးမွေပေးမယ်နော်ပြီးရင်တော့ချက်သားမုတ်လေးကဒီလောက်လေးပဲပေါ့နော်ပြီးရင်တန်ငံပြရဲ့ကျဲဒီလောက်လေးပဲထည့်မယ်ပြီးရင်တော့အသားလုံးကိုထည့်လိုက်မယ်နော်အသားလုံးကဒီလိုမျိုးပေါ့နော်နည်းနည်းလေးမွေပေးတဲ့အခါမှာခုနကကြော်ထားတဲ့ soy sauce အနံတွေနဲ့ဒီအသားမုတ်တို့ soy sauce အကျဲတို့နဲ့အထဲမှာအသားထဲမှာပေါ့နော်စိတ်ဝင်သွားမယ်ပြီးရင်ဥနီကိုထည့်လိုက်မယ်ပေါ့ငင်းကြည့်လိုက်ပါနော်ပေါ့ငါတော့အတော်ပဲပြီးရင်တော့ခရမ်းချင်သီးနဲ့စက်သွန်မိတ်ပြီးထားတာလေးကိုထည့်လိုက်နော်ပြီးရင်အခုနောက်ကကြော်ထားတဲ့ရုပ်တီပွားလေးကိုထည့်လိုက်မယ်ဆိုရင်တော့ဒါကရမ်းရတာရှိတဲ့ဝတ်သားကုန်းပေါင်းကြီးကြော်တပွဲတော့ရပါပြီဒီလိုမျိုးအသားတွေပေါ့နော်ဖိုင်ဆော့ရင်းနဲ့နှံ့အောင်မကြည့်သွားပြီဆိုရင်တော့ဒီကိုပိတ်လိုက်ပြီးတော့သုံးဆောင်လို့ရပါပြီရှင်ဝတ်သားကုန်းပေါင်းကြီးကြော်ပါ